မြေစပိုင်းရိပ်ဖို့73စီအခက်အခဲဖြစ်နေချိန်မှာဆန်သမားအသင်းချုပ်ဥက္ကဋ္ဌကဆီးယားရှိရေးဆောင်ရွက်နေတာတွေနဲ့ပတ်သက်ပြီးပြီးခဲ့တဲ့ဧပြီလ4ရက်နေ့ကရန်ကုန်မြို့ကလော်တေဟိုတယ်မှာကျင်းပတဲ့အာဆီယံဆန်သမားကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲမှာပြောဆိုလိုက်တာဖြစ်ပါတယ်။ဒါပြင်လာမယ့်ရာသီတွေမှာစိုက်ပျိုးရေးရရှိဖို့အတွက်ဆိုလာနဲ့ရေတင်ကျတဲ့တောင်သူတွေရှိရင်ကူညီပေးဖို့ရှိပြီးအသင်းကိုဆက်သွယ်နိုင်တယ်လို့ဆိုပါတယ်။လက်တော်မြေစပိုင်းရိပ်ချိန်မှာ73စီမလုံလောက်လို့မရိမ့်နိုင်ပဲပြစ်ထားရတဲ့အခင်းတွေရှိပြီးနှွေးမအထွက်ကောင်းလို့တိတက်ဆိုင်ကြပေမဲ့အချိန်မီသိမ်းနိုင်လို့စပားတွေကျွေလာပြီးအထွက်နှုံးထိခိုက်လာမှာဖြစ်ပါတယ်။ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌက73စီအကျတဲ့နဲ့လာမယ့်ရာသီအတွက်ဆောင်ရွက်သွားမယ့်လုပ်ငန်းတွေကိုအခုလိုပြောပါတယ်။အထူးကတော့ကျွန်တော်တို့ဆန်စပါးအသင်းချုပ်ရဲ့ဒီညီနောင်အသင်းဖြစ်တဲ့ဆန်ဆက်အသင်းနဲ့ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူအသင်းပေါ့နော်ကျွန်တော်တို့ရဲ့ညီနောင်အသင်းနှစ်သင်းဟာဒါကျွန်တော်တို့ဒီ73စီဝယ်ယူပြီးတော့ကျွန်တော်တို့ဒီတောင်သူတွေနဲ့ပေါင်းဆက်ပြီးလုပ်ပေးတဲ့အနေအထားလေးတော့စလုပ်ပါတယ်ဒါပေမဲ့လက်ရှိအခြေအနေမှာတော့လိုအပ်တဲ့လောက်တော့မရသေးဘူးဒါပေမဲ့အတိုင်းအတာတစ်ခုထိတော့ကျွန်တော်တို့ရပါတယ်တစ်ဖက်ကလည်းကျွန်တော်တို့ဒီနိုင်ငံတော်အစိုးရနဲ့တိုင်းဒေသကြီးပြည်နယ်အစိုးရတွေရဲ့ဆောင်ရွက်မှုတွေကိုလည်းကျွန်တော်တို့ကလိုင်းနာပူးပေါင်းပြီးတော့ကျွန်တော်တို့ဒီလိုင်းညွှန်ချက်တွေနဲ့ဆောင်ရွက်ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မြင်တာတော့ဒီဟိုပေါ့နော်ကျွန်တော်တို့တစ်ဖက်ကတော့ကျွန်တော်တို့ဆိုလာတက်ဖို့ပေါ့နော်ဆိုလာနဲ့ကျွန်တော်တို့ရေတင်မှုဆိုလာနဲ့ကျွန်တော်တို့ဒီရေတဲယူပို့ဆောင်တဲ့လုပ်ငန်းတွေလုပ်ဖို့ကျွန်တော်တို့ဦးစားပေးပြီးတော့တစ်ဖက်ကလုပ်ပါတယ်တစ်ဖက်ကတော့ကျွန်တော်တို့ကအဲ့လိုလုပ်ချင်တဲ့တောင်သူတွေရှိရင်လည်းကျွန်တော်တို့ဆက်သွယ်ဖို့ပေါ့နော်ကျွန်တော်နေပြီးတော့နဲ့ကျွန်တော်တို့မအူပင်ပေါ့ကျွန်တော်တို့ဆက်သွယ်လာတဲ့နေရာနှစ်နေရာတော့ကျွန်တော်တို့ကဒီဆိုလာပြားတွေဝယ်ပြီးတော့ရေစုပ်ဆက်တွေနဲ့ရေတင်နိုင်အောင်ပေါ့နော်ဒါလေးကျွန်တော်တို့ကူညီပေးဖို့ရှိပါတယ်အဲ့တော့ဒီလိုလုပ်ချင်တဲ့တောင်သူတွေရှိရင်လည်းကျွန်တော်တို့ကူညီပေးနိုင်ပါတယ်ပို့ပြီးတော့လွယ်ကူလျင်မြန်ပါတယ်တစ်ဖက်ကတော့ဒီဇယ်တို့ဘာတို့ကကျွန်တော်တို့ဒီနိုင်ငံတော်ကသတ်မှတ်ထားတဲ့လုပ်ငန်းစဉ်တွေရှိပါတယ်တစ်ဖက်မှာလည်းကျွန်တော်တို့စွမ်းအင်ဝန်ကြီးဌာနထုတ်ပြန်ထားတဲ့ form ပေါ့နော်ကျွန်တော်နောက်ဆုံးချိန်ညာချက်မှာပါပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီ form ကိုဖြည့်ပြီးတော့သက်ဆိုင်ရာမြို့နယ်ဒီစိုက်ပျိုးရေးကြီးကြပ်အဖွဲ့တွေရှိပါတယ်เนาะဒါနဆိုင်ရာတွေနဲ့တင်ပြပေါင်းဆက်ပြီးတော့ကျွန်တော်တို့ရရှိနိုင်ရေးပေါ့အထူးသဖြင့်တော့ကျွန်တော်တို့ရိတ်သိမ်းချွေလေးဆက်တွေပေါ့เนาะဒီရိတ်သိမ်းချွေလေးဆက်တွေကကျွန်တော်တို့73စီလိုအပ်ချက်ကြီးမားပါတယ်ဒီဟာလေးကိုဦးစားပေးပြီးပေးဖို့ပေါ့ကျွန်တော်တို့ကဆန်ဆက်တွေကိုတောင်မှဆက်လဲဖို့သိဦးစားမပေးနဲ့တောင်သူတွေရဲ့ရိတ်ဖို့တော့နည်းနည်းလေးပို့ပြီးတော့ဦးစားပေးပါပေါ့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကဒီတချို့ဆက်တွေမှာဆိုလာတက်ထားတဲ့ဆန်ဆက်တွေရှိပါတယ်ဆိုလာတက်ထားတဲ့ဆန်ဆက်တွေ gasifier တက်ထားတဲ့ဆန်ဆက်တွေရှိပါတယ်အဲ့တော့ဒီဆိုလာတက်ထားတဲ့ဆန်ဆက်တွေ gasifier တက်ထားတဲ့ဆန်ဆက်တွေမှာကျွန်တော်တို့သွားပြီးတော့ကြိတ်ခဲလို့ရပါတယ်တောင်သူတွေရဲ့ရိတ်ချွေဆက်တွေကိုတော့နည်းနည်းလေးဦးစားပေးပြီးတော့လုပ်ဖို့ပေါ့နော်ဒါလေးတော့ကျွန်တော်တို့ပြောနေပါတယ်ခင်ဗျာပြီးခဲ့တဲ့ဧပြီလ4ရက်နေ့ကအာဆီယံနိုင်ငံတွေထဲကစံတင်ပို့သူနိုင်ငံတွေဖြစ်တဲ့မြန်မာအပါအဝင်ထိုင်းဗီယက်နမ်လာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ကစံတင်ပို့သူကုမ္ပဏီတွေပါဝင်တဲ့ပုဂ္ဂလိကစံအသင်းဖွဲ့တွေတွေ့ဆုံပြီးလက်ရှိ73စီအကြက်တဲကြားမှာအာဆီယံစံသမားကဏ္ဍပူးပေါင်းဆောင်ရွက်ရေးမူပေါင်းထွက်ပေါ်လာဖို့ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီလိုဆွေးနွေးရမှာလက်တလောဖြစ်ပေါ်နေတဲ့စံတင်ပို့သူ9နိုင်ငံကတောင်သူလယ်သမားတွေရဲ့အခက်အခဲတွေဖြစ်တဲ့လောင်စာဆီတက်မြေဩရစာစားတဲ့အချက်တွေကိုပူးပေါင်းဆောင်ရွက်ဖို့နဲ့ကုန်သွယ်မှုနဲ့ယင်းနှိမ့်မြုံနှံမှုဖွံ့ဖြိုးရေးမျိုးစေ့ကဏ္ဍပူးပေါင်းဆောင်ရွက်မှုသူတွေတရားနဲ့ဖွံ့ဖြိုးရေးလေ့ကျင့်ပညာပေးရေးစံသမားလုပ်ငန်းနဲ့ဆက်ဆက်တဲ့စိတ်ကန်းတဲ့ပို့ဆောင်ရေး AI အစရှိတဲ့နယ်ပယ်တွေမှာပါကျက်ပြန့်နှံဆိုင်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုလှုပ်ဆောင်သွားဖို့ရည်ရွယ်ထားကြတယ်လို့ဆိုပါတယ်။အပိုင်းတစ်ပိုင်းခွဲကျင်းပတဲ့အာဆီယံစံသမားကဏ္ဍပူးပေါင်းဆောင်ရွက်ရေးမူပေါင်းကတော့အဲ့ဒီနေ့မှာထုတ်ပြန်နိုင်တာမရှိဘဲအခုနဲ့တွင်းထိုင်းနိုင်ငံမှာဆက်လက်တွေ့ဆုံပြီးဆွေးနွေးသွားကြမှာဖြစ်ပါတယ်။အာဆီယံဒေသတွင်မြန်မာအပေါင်းဝင်စံတင်ပို့တဲ့နိုင်ငံ9နိုင်ငံရဲ့တင်ပို့မှုကစံတန်ချိန်30လောက်ရှိပြီးကမ္ဘာစံတင်ပို့မှုရဲ့90%လောက်ကိုတင်ပို့နေတာဖြစ်ပါတယ်။မြန်မာနိုင်ငံအနေနဲ့ပြီးခဲ့တဲ့2025-2026ဘဏ္ဍာနှစ်မှာစံတန်ချိန်2.8တန်းကိုတင်ပို့ထားပြီးလာမယ့်နှစ်မှာတော့တန်ချိန်3တန်းတင်ပို့နိုင်ဖို့ရှိမှန်းထားပါတယ်။ဒီသတင်းကိုမျှရည်သတင်းကတင်ဆက်ထားပါတယ်။